ကျွန်တော်အခုဖတ်ပြသွားမယ့်ဇာတ်လမ်းလေးကတော့မိုးညဆိုတဲ့ခေါင်းစဉ်လေးပဲဖြစ်ပါတယ်။ဆိုရင်ဇာတ်လမ်းလေးကိုစလိုက်ကြရအောင်ကျွန်တော်ကိုဝင်းကိုစတွေ့ဘူးတာ1998ခုနှစ်မိုးရာသီလောက်တုန်းကအဲ့ဒီအချိန်ကကျွန်တော်ဟာပသိမ်ဘက်ကမြို့ငယ်လေးတစ်မြို့မှာစာရေးစာကြည့်အလုပ်လေးကိုလုပ်ရင်းနဲ့နေခဲ့တာပေါ့။ညနေခင်းဆိုရင်လက်ဖေးဆိုင်ထိုင်နေစာဖတ်တယ်မိုးအေးနဲ့တိတ်တိတ်ဆိတ်နေရတဲ့ဘဝလေးကိုသဘောကျတယ်။ဒါပေမဲ့အဲ့နှစ်မိုးရာသီမှာကျွန်တော်တသက်မမေ့နိုင်တဲ့အဖြစ်တစ်ခုကိုကြုံခဲ့ရတယ်။အဲ့ဒီနေ့ကမိုးရမ်းရွာတယ်။ည8နာရီလောက်မှာလက်ဖေးဆိုင်ကနေကျွန်တော်ပြန်လာတဲ့အချိန်မှာကျွန်တော်ရဲ့ထီးပါမလာတာကိုသတိထားမိတယ်။အဲ့ဒါနဲ့မိုးခိုဖို့ဆိုပြီးတော့မှလမ်းဘေးကအိမ်လေးတစ်အိမ်ရှိမှမိုးခိုကိုခဏဝင်ရက်လိုက်တယ်။အိမ်ပုံစံလေးကအိမ်လေးကတစ်သားအိမ်ဟောင်းလေးမီးအိမ်ဝါရောင်လေးတစ်လုံးပဲထွန်းထားတယ်။အဲ့ဒီချိန်ကမိုးရမ်းကြီးတယ်ဗျာ။အဲ့နဲ့မိုးကြီးတယ်ဗျာအထဲဝင်ထိုင်လိုက်ပါလားလို့ပြောလိုက်တဲ့အတန်ကြားလို့လှည့်ကြည့်လိုက်တော့အသက်40ကျော်လောက်ရှိမဲ့လူတစ်ယောက်မျက်နှာခပ်ဖြူဖြူနဲ့မျက်လုံးတွေကထူးထူးခြားခြားညိနေသူ့နာမည်ကကိုဝင်းလို့ခေါ်တယ်အဲ့ဒါနဲ့အိမ်ထဲကျွန်တော်လည်းအိမ်ထဲကိုဝင်ထိုင်ပြီးလက်ဖက်ရည်တောင်းရင်စကားပြောဖြစ်ကြတယ်ဒါပေမဲ့ထူးဆန်းတာတစ်ခုသတိထားမိတယ်အိမ်ထဲမှာနေရန်ဘဝနာရီက9:15မိနစ်မှာရက်နေအဲ့ဒါနဲ့နာရီပြတ်နေတာလားလို့ကျွန်တော်ကိုဝင်းကိုမေးလိုက်တော့သူ့မျက်နှာတစ်ချက်ပြတ်သွားတယ်ပြီးတော့မှကိုဝင်းကအဲ့အချိန်ကအဲ့ဒီနာရီကမပြင်တော့တာဆိုပြီးတော့မှကျွန်တော်ကိုဖြည်းဖြည်းချင်းပြန်ပြောတယ်ဒီလိုနဲ့မိုးကလည်းတဖြည်းဖြည်းပို့ပြီးတော့မှတဲလာတယ်လေတိုက်တန်တွေကြားတိုင်းအိမ်ကြီးကတကြွကြွနဲ့ညီနေတယ်ဒါပေမဲ့ထူးဆန်းတာတစ်ခုသတိထားမိတယ်အိမ်ထဲမှာနေရန်ဘဝနာရီက9:15မိနစ်မှာရက်နေနာရီပြတ်နေတာလားကိုဝင်းလို့ကျွန်တော်မေးတော့သူ့မျက်နှာတစ်ချက်ပြတ်သွားတယ်ပြီးမှမပြင်တော့တာဆိုပြီးတော့မှကျွန်တော်ကိုပြန်ပြောတယ်မိုးကပိုတဲလာတယ်လေတိုက်တန်ကြားတိုင်းအိမ်ကြီးကတကြွကြွနဲ့မြည်နေတယ်အဲ့ဒီချိန်မှာအပေါ်ထပ်ကနေတယောက်ယောက်လမ်းလျှောက်တန်ကြားလိုက်ရတယ်ကျွန်တော်မောကြည့်လိုက်တော့ဘယ်သူမှမရှိဘူးဒါနဲ့ကိုဝင်းကိုအပေါ်ထပ်မှာဘယ်သူရှိရလဲလို့ကျွန်တော်မေးလိုက်တဲ့အချိန်မှာကိုဝင်းကချက်ချင်းပြန်မဖြေဘူးသူကလည်းစစ်လိတ်ကိုအေးအေးဆေးဆေးလေးခွာနေတယ်ပြီးမှကျွန်တော်မိန်းမဆိုပြီးတော့မှပြန်ပြောတယ်ဒါပေမဲ့အိမ်ထဲမှာထူးဆန်းတဲ့အိပ်စက်မှုတစ်ခုခံစားမိလာတယ်။အပေါ်ထပ်ကလမ်းလျှောက်တန်ရတယ်တဖြည်းဖြည်းနဲ့ပုံမြန်လာတယ်။ပြီးတော့ရုတ်တရက်ချက်သွားတယ်။အဲ့ဒါနဲ့တအိမ်လုံးတိတ်ဆိတ်သွားတာပေါ့။အဲ့ဒီတိတ်ဆိတ်မှုကကျွန်တော်နားထဲမှာဖိအားတစ်ခုလိုခံစားလာရတယ်။ကိုဝင်းရေအပေါ်မှာမီးမလင်းဘူးနော်လို့ကျွန်တော်ပြောလိုက်တော့သူတဖြည်းဖြည်းချင်းမော့ကြည့်တယ်။ပြီးတော့အရန်တိုးတဲ့အတန်နဲ့ပြောတယ်။ "तू ကမီးမကြိုက်ဘူးတဲ့။ဟာအဲ့ဒါနဲ့ကျွန်တော်ရင်ထဲကိုအေးဆက်သွားတာပဲ။အဲ့ဒီချိန်မှာပဲအပေါ်ထပ်ကနေမိန်းမတစ်ယောက်ရည်တန်ခက်သက်သက်လေးကြားလိုက်ရတယ်။ကျွန်တော်ထိုင်ရနေတောင်ထမိသွားတယ်။ကိုဝင်းရေကျွန်တော်ပြန်တော့မယ်။ကိုဝင်းကလည်းခေါင်းငိတ်ပြတယ်။ဒါပေမဲ့အိမ်တကားဖွင့်လိုက်တဲ့အချိန်ကျွန်တော်ခြေထောက်တွေရက်တန့်သွားတယ်။အိမ်ရှိရမိုးရေထဲမှာတစ်ပင်အောက်မှာမိန်းမတစ်ယောက်ကမတ်တက်ရက်နေ။သပင်ရှည်ကြီးနဲ့အဖြူရောင်ထမရုံလဲဝတ်ထားတယ်။ "तू ကအိမ်ပေါ်ထပ်ပြတင်းပေါက်ကိုမော့ကြည့်နေတယ်။အဲ့ဒါနဲ့အဲ့ဒါဘာတူလဲလို့ကျွန်တော်မေးလိုက်တော့ကိုဝင်းကအသက်မပါသလိုအတန်ကြီးနဲ့ပြန်ပြောတယ်။အဲ့ဒါကျွန်တော်မိန်းမတဲ့။ဟာဒါဆိုအပေါ်ထပ်မှာရှိနေတာကိုဝင်းတဖြည်းဖြည်းနဲ့လှည့်ကြည့်လာတယ်။သူ့မျက်လုံးတွေကကြောက်စရာကောင်းလောက်အောင်ငြိမ်နေတယ်။ပြီးတော့အဲ့ဒါကကျွန်တော်မိန်းမမဟုတ်ဘူး။အပေါ်ထပ်ကနေတဖြည်းဖြည်းနဲ့လမ်းလျှောက်တန်ပြန်ကြားလာရပြန်တယ်။လမ်းလျှောက်တန်တဖြည်းဖြည်းနီးလာတယ်။ကျွန်တော်ရင်ထဲမှာမရှင်းလင်းနိုင်တော့တဲ့ကြောက်စိတ်တစ်ခုဒုံးကနေတက်လာတယ်။ကိုဝင်းရေအဲ့ဒါဘာကြီးလဲဗျ။သူချက်ချင်းမဖြေဘူး။ပတင်းပေါက်အပြင်ကိုပဲစိုက်ကြည့်နေတယ်။မိုးရေကြားထဲမှာတစ်ပင်အောက်ကမိန်းမလည်းမလှုပ်ဘူး။အပေါ်ထပ်ပြတင်းပေါက်ကိုပဲမော့ကြည့်နေတော့လွန်ခဲ့တဲ့3နှစ်ကကျွန်တော်မိန်းမတည်သွားတယ်။ဘလို့တည်တာလဲကိုဝင်းစစ်လိတ်ကိုမီးညှိလိုက်တယ်။အပေါ်ထပ်ကနေကျိုးစဲချတည်သွားတာ။အိမ်ထဲကလေကရုတ်တရက်တဖြည်းဖြည်းပိုအေးလာတယ်လို့ခံစားရတယ်။ကျွန်တော်မသိလိုက်ပဲအပေါ်ထပ်ကိုမော့ကြည့်နေမိတယ်။တည်ပြီးတဲ့ညအစားပြီးအပေါ်ထပ်မှာတယောက်ယောက်လမ်းလျှောက်တန်စကြားရတာပဲ။အစားကတော့ကျွန်တော်လည်းစိတ်ထင်တာပဲထင်ခဲ့တာဒါပေမဲ့လို့ပြောပြီးကိုဝင်းအတန်ရက်သွားတယ်။သူ့မျက်လုံးတွေကနေရန်ပေါ်ကနာရီရက်နေတဲ့နေရာကိုရောက်သွားတယ်။ည9:15မိနစ်ရောက်တိုင်းအဲ့ဒီအရာကလမ်းလျှောက်လာတယ်။ဒီတစ်ခါအတန်လှေကားထိတ်နာနေလာတာ။ကျွန်တော်မျက်နှာတွေပါခြောက်သွားတယ်။လှေကားပေါ်ဘက်အမှောင်ထဲမှာတခုခုရက်နေတယ်လို့ပဲ။ကိုဝင်းကျွန်တော်သွားတော့မယ်။ကျွန်တော်ပြောလိုက်တော့သူကခေါင်းငိမ့်ပြတယ်။ဒါပေမဲ့အခုတော့နောက်ကျသွားပြီလို့တဖြည်းဖြည်းပြန်ပြောတယ်။အဲ့ချိန်လှေကားထိတ်ကတိတ်သားကြမ်းပြင်းမိတဲ့ကိုကြားလိုက်ရတယ်။တယောက်ယောက်ခြေတလန်းချင်းဆင်းလာနေတယ်။ကျွန်တော်အသက်ရှူတောင်မရဲဘူး။အမှောင်ထဲကနေဖြူရောင်ခြေထောက်နှစ်ဖက်ပေါ်လာတယ်ပြီးတော့သပင်ရှည်ကြီးမျက်နှာကိုအုပ်ထားတယ်အဲ့ဒါလှေကားကိုတလန်းချင်းကိုဆင်းလာတာဒါပေမဲ့ထူးဆန်းတာတစ်ခုသတိထားမိတယ်အဲ့ဒီအရာကြီးရဲ့ခြေထောက်ကပြောင်းပြိန်ဖြစ်နေတာဖနှောင်းကအရှိဘက်ကိုရောက်နေပြီးတော့မှခြေချောင်းတွေကအနောက်ဘက်ကိုရောက်နေကျွန်တော်လက်တွေတဖြည်းဖြည်းနဲ့အေးလာတယ်ဟာကိုဝင်းရေအဲ့ဒါလူမဟုတ်ဘူးကျွန်တော်တိုးတိုးပြောလိုက်တော့ကိုဝင်းကခေါင်းမော့ကြည့်တယ်သူ့မျက်နှာမှာလုံးဝကြောက်စိတ်မရှိတော့သလိုပဲ
ဒါပေမဲ့ပင်ပန်းနေတယ်လို့မျိုးလည်းခံစားမိတယ်။ "तू ကကျွန်တော်မိန်းမကိုရှာနေတာ။ဘာတည်တဲ့ညကကျွန်တော်မိန်းမမဟုတ်တဲ့တခုခုအိမ်ထဲကိုဝင်လာခဲ့တယ်။အဲ့ဒီချိန်လှေကားလေလောက်ရောက်လာတော့အဲ့ဒါရုတ်တရက်ရက်သွားတယ်။ပြီးတော့မိန်းမရည်တန်းခက်သေးလေးထွက်လာတယ်။သပင်ကြားကနေမျက်နှာတစ်ဝက်ပေါ်လာခဲ့တယ်။ဒါပေမဲ့မျက်နှာကလူမျက်နှာမဟုတ်ဘူး။မျက်လုံးနှစ်ဖက်ကအနက်ရောင်အပေါက်ကြီးတွေပါးစပ်ကလည်းနရွက်ထီကိုပြေးနေတယ်။တွေ့ပြီဆိုတဲ့အတန်ကိုကြားလိုက်တယ်။ဒါပေမဲ့အဲ့အတန်ကအပေါ်ထက်ကမဟုတ်အိမ်ပြင်ကနေပြီးတော့ကျွန်တော်ပရင်ပေါက်ဘက်ကိုပြန်လှည့်ကြည့်လိုက်တော့တပင်အောက်မှာရက်နေတဲ့မိန်းမမရှိတော့ပြန်ဘူး။တကားအပြင်မှာရေဆိုနေတဲ့ခြေရာတွေကြီးပဲ။အိမ်တကားကိုတယောက်ယောက်ကလက်သေးနဲ့ကုပ်နေတဲ့အတန်ကိုကျွန်တော်ကြားလာရတယ်။ကိုဝင်းကလည်းမျက်စိကိုမှိတ်ထားတယ်။ပြီးတော့ကိုဝင်းပြောတာနှစ်ယောက်လုံးရောက်လာပြီ။အိမ်တကားကိုကုပ်နေတဲ့အတန်တဖြည်းဖြည်းပိုမြန်လာတယ်။တစ်သားတွေတောင်ကွဲမလို့ဖြစ်နေ။ကိုဝင်းကတော့မျက်လုံးမဖွင့်ဘူး။လက်နှစ်ဖက်ကိုတင်းတင်းဆုပ်ထားတယ်။ကျွန်တော်ကတော့ဘာလို့ရမလဲမသိတော့ဘူး။ကိုဝင်းတကားကမကြခင်ပွင့်လာတော့မယ်လို့ကျွန်တော်ပြောလိုက်တော့သူကောင်းချင်းနေပွင့်အောင်ပွင့်ရမယ်။သူ့အတန်တခုကိုဆုံးဖြတ်ပြီးသားလိုမျိုးဘာလို့လဲဗျကိုဝင်းမျက်လုံးဖွင့်လိုက်တယ်အဲ့ဒီမျက်လုံးတွေထဲမှာကြောက်စိတ်မရှိတော့ဘူးနာကျင်မှုတစ်ခုပဲရှိနေတယ်ဒီအိမ်ကအခုထိမပြီးသေးဘူးအညာတယောက်မဟုတ်ဘူးနှစ်ယောက်လာခဲ့တယ်ကျွန်တော်မိန်းမနဲ့အဲ့ဒါသူပြောရင်လှေကားဘက်ကိုမှော့ကြည့်တယ်အဲ့ဒီချိန်လှေကားပေါ်ကအရိတ်ကတဖြည်းဖြည်းပိုနီးလာတယ်ခြေတန်းကအခုအိမ်လေခန်းထဲရောက်နေရုတ်တရက်ကိုဝင်းအထရက်တယ်လာပြီလို့သူတိုးတိုးလေးကျွန်တော်ကိုပြောတယ်ပြီးတော့ကျွန်တော်ကိုလှည့်ကြည့်မင်းထွက်မပြေးနဲ့ဗျာမင်းထွက်ပြေးရင်အဲ့ဒါမင်းနောက်လိုက်လာလိမ့်မယ်အဲ့ဒီချိန်အိမ်တကားကဘောင်းဆိုပြီးတော့မှပွင့်သွားတယ်။မိုးရေတွေတဟုန်ထိုးဝင်လာတယ်။တကားအပြင်မှာမိန်းမတစ်ယောက်ရက်နေတယ်။အဖြူရောင်ထမင်းကဆူရွှဲပြီးတော့မှသပင်ကလည်းမျက်နှာကိုဖုံးထားတယ်။ဒါပေမဲ့သူ့နောက်မှာနောက်တစ်ယောက်ထပ်ရှိနေသေးတယ်။အဲ့ဒီအရာကလှေကားကနေဆင်းလာတယ်ကျွန်တော်မြင်လိုက်တဲ့အရာ။အခုတော့အပြင်ကမိန်းမနဲ့တဖြည်းဖြည်းနီးလာတယ်။နှစ်ယောက်လုံးကတူတူပြုံးနေကြတယ်။ကိုဝင်းအပြင်ကမိန်းမခေါ်တယ်အိမ်ပြန်ရအောင်ကိုဝင်းမျက်လုံးပိတ်လိုက်တယ်။မင်းတို့ငါ့ကိုမယူနိုင်တော့ဘူး။ရုတ်တရက်အိမ်ထဲကမီးအိမ်ကတောက်ပသွားတယ်ပြီးတော့အိမ်ထဲကနေရံတွေကရေဆိုသလိုမဲလာတယ်လေထဲမှာမီးရှို့ထားတဲ့အနံ့လိုတစ်ခုကိုကျွန်တော်အနံ့ခံမိလိုက်တယ်ကိုဝင်းကလည်းကျွန်တော်ဘက်ကိုတဲ့လာတယ်သွားအခုထွက်တော့အတိတ်ကအိမ်ထဲကိုမကြည့်နဲ့ကျွန်တော်ပြေးမယ်လို့တော့အပြင်ကမိန်းမတကားဝမှာရက်တယ်ပြီးတော့သူ့စပင်ကိုဖြည်းဖြည်းချင်းဖယ်လိုက်တယ်အဲ့ဒီမျက်နှာလူမဟုတ်တော့ဘူးမျက်နှာလည်မှာအပေါက်ကြီးတစ်ခုအဲ့ဒီအပေါက်ကနေနောက်တစ်ယောက်မျက်နှာပေါ်လာပြင်တယ်မင်းမထွက်ရဘူးအတန်ကနှစ်ခုလုံးကတပြိုင်နက်ထွက်လာတယ်ကိုဝင်းကအော်တယ်အခုအဲ့ဒီချိန်မှာပဲအိမ်တစ်ခုလုံးတုံခါသွားတယ်ဒုံးဆိုပြီးတော့မှမီးပြတ်သွားတယ်အပေါင်ထဲမှာကျွန်တော်လက်တစ်ဖက်ဆွဲခံလိုက်ရတယ်ကိုဝင်းကကျွန်တော်ကိုဆွဲထားတဲ့လက်ကိုလွှတ်မပေးဘူးမပြေးနဲ့မင်းအခုမပြေးနဲ့သူ့တန်ကလည်းတုံနေတယ်ဒါပေမဲ့အမိတ်လိုမျိုးအပေါင်ထဲမှာအရာအလုံးကိုမမြင်ရတော့ဒါပေမဲ့တကားဝဘက်ကနေအတန်တစ်ခုကြားနေရတယ်အိမ်ပြန်ရအောင်အိမ်ပြန်ရအောင်တခုကမိန်းမအတန်တခုကနောက်အတန်နဲ့ကြီးနဲ့နောက်တစ်ခုကိုဝင်းကကျွန်တော်လက်ကိုဆွဲပြီးအိမ်လေခန်းကိုပြန်ပြေးသွားတယ်ငါတို့ဒီမှာပဲဆုံးသက်ကြမယ်လို့သူပြောတယ်။ဘာလို့ဆုံးသက်မှာလဲဗျ။ကိုဝင်းမျက်နှာကိုအမောင်ထဲကနေလှည့်ကြည့်တယ်။အဲ့ဒီအခါမှာကျွန်တော်မြင်လိုက်ရတာသူ့မျက်နှာတစ်ချမ်းကပုံမှန်လူမျက်နှာမဟုတ်တော့ဘူး။အသားတွေကတဖြည်းဖြည်းမဲလာပြီးတော့မှမျက်လုံးတစ်ဖက်ကပျောက်နေပြီ။သူကကျွန်တော်ပြောတာကမင်းလဲထိပြီးသွားပြီဆိုပြီးတော့မှကျွန်တော်ကိုတိုးတိုးလေးပြန်ပြောတယ်။အဲ့ဒီညကမိမမသေးခင်သူ့ကိုယ်လေးကအရာတစ်ခုထွက်လာတယ်တဲ့။အဲ့ဒါတည်တဲ့လူကိုမတည်စေဘူး။ဒါပေမဲ့သူ့အစားနေရာယူတယ်။ဟာကျွန်တော်ရင်ထဲအေးသွားတယ်။ဆိုတော့အခုနှစ်ယောက်လုံးကကိုဝင်းကောင်းနေတယ်အဲ့ဒါတွေကမိမတယောက်တည်းမဟုတ်တော့ဘူးအိမ်တစ်ခုလုံးတဖြည်းဖြည်းတုံလာတယ်နေရန်တွေကရေတွေလိုစီးကျလာတယ်ပြီးတော့အပေါ်ထက်ကနေလူချေတံမဟုတ်တော့တဲ့အတန်ကိုကြားရတယ်အသားကိုဖုတ်ပြီးတော့မှပြက်နေတဲ့ပုံစံမျိုးတပြက်ပြက်နဲ့ရုတ်တရက်အလေကမ်းမှာရှိတဲ့မှန်ကြီးကကွဲမသွားဘဲနဲ့အထဲကိုဝင်သွားသလိုဖြစ်လာတယ်အဲ့ဒီတွေကနေမိမနှစ်ယောက်မဟုတ်တော့အခုအရေးတွေအားလုံးကတစုတစည်းတည်းဖြစ်လာတဲ့ပုံစံဖြစ်သွားတယ်မျက်နှာတွေကတယောက်မှမရှိဘူးဒါပေမဲ့အတန်တစ်ခုတည်းကိုပဲပြောတယ်အိမ်ကမပြီးသေးဘူးကိုဝင်းကကျွန်တော်ကိုလှည့်ကြည့်ရင်နားထောင်ဒီအိမ်ကတကယ်တော့အိမ်မဟုတ်ဘူးဒါအလေခံနေရတေပြီးတော့မတေသေးတဲ့လူတွေကိုချုပ်ထားတဲ့နေရာကျွန်တော်မေးချင်တာတဲ့မိကုန်းတွေကတော့အများကြီးပဲဒါပေမဲ့မေးမရဘူးအကြောင်းကတော့အဲ့အရေးတွေကအခုကျွန်တော်တို့နာကိုရောက်လာပြီကိုဝင်းကနောက်ဆုံးတစ်ခွန်းပဲပြောတယ်ငါကဒီနေရာကိုစောင့်ခဲ့တာ3နှစ်ရှိပြီအခုငါနေရာကိုမင်းယူရမယ်ညာရုတ်တရက်သူကကျွန်တော်ကိုတွန်းထုတ်လိုက်တယ်မှန်ကြီးရဲ့ကျွန်တော်အော်တယ်ဒါပေမဲ့အတန်မထွက်တော့ဘူးအေးဆက်နေတဲ့ရေထဲကျသလိုခံစားနေရတယ်နောက်ဆုံးကျွန်တော်မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာအိမ်ဟောင်းကပျောက်နေမိုးလည်းမရွာတော့ဒါပေမဲ့ကျွန်တော်ရက်နေတဲ့နေရာလမ်းမဟုတ်ဘူးတစ်သားအိမ်အလေခန်းနေရာပေါ်မှာနိုင်တစ်လုံးရှိရင်9နာရီနဲ့15မိနစ်တကားကျွေးဆိုပြီးတော့မှပွင့်သွားတယ်မိုးရေဆိုနေတဲ့လူငယ်တယောက်ဝင်လာတယ်မျက်နှာမကောင်းသူကျွန်တော်ကိုကြည့်ပြုံးတယ်ကျွန်တော်ကလည်းအထဲဝင်มาလားဆိုပြီးတော့မှခေါ်လိုက်တယ်ဒါပေမဲ့ကျွန်တော်သတိထားမိလိုက်တာတခုက
အခုကျွန်တော်ကကိုဝင်းဖြစ်နေပြီဆိုတာပဲပြီးတော့အပြင်မှာမတက်ရက်နေတဲ့လူအစ်စ်ကကျွန်တော်ဖြစ်မဲ့သူပဲနောက်နေ့မနေ့ရွာသားတွေကအိမ်ဟောင်းဝင်ကြည့်တဲ့အချိန်အိမ်ကမီးလောင်ပြီးပျက်စီးနေကိုဝင်းလည်းမရှိတော့ဘူးကျွန်တော်လည်းမရှိတော့ဘူးဒါပေမဲ့လေကားထိတ်မှာလူနှစ်ယောက်ထိုင်နေတဲ့အရေးတွေကိုတော့ရွာသားတစ်ယောက်ကမြင်ခဲ့တယ်လို့ပြောတယ်တယောက်ကတယောက်ကိုခေါ်နေတယ်လို့ပဲအိမ်ပြန်ရအောင်ဆိုပြီးတော့